စမိုင်း P90 လေးနဲ့ကွာရေဆိုင်တွေကပုံစံမျိုးတွေဖြစ်နေခဲ့တယ်ဆိုပေမဲ့အနေထားတစ်ခုပါပဲ hill တွေမှာထပ်ပြီးတော့ပျောက်ဆုံးသွားခဲ့ပြန်ပြီဒီမှာတော့ void ထပ်ပြီးပျောက်ဆုံးသွားခဲ့တော့တသိန်းကို live chat ချပေးနေကြတဲ့ Pandam ဘေးဘက်ကနေမှခိုးပြီးတော့တိုးဝင်တဲ့လောက်တွေ Jibrangi တယောက်ကတော့ဘေးကနေမှစာပြီးတော့တိုးလာနေခဲ့ပြီ YG ခုနကတော့ပြောလို့ပဲဝါမျိုးဝင်တဲ့စူးစမ်းမဲ့ position တစ်ခုအောင်အလုပ်ဖြစ်မလားဆိုတော့ကျွန်တော်ကြည့်ရတဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်မှာလုံးဝ 4v4 ဆိုတဲ့အနေထားတစ်ခုနဲ့နှစ်သိန်းထိတ်တိုက်ကတော့သွားဒီကောင်တွေကနေနေအများကြီးပဲတိုးတက်လာနေကြအောင်လဲဆိုတော့ကျွန်တော်ကြည့်ရတော့မယ်ဗျာဒီတော့ခုရှေ့တိုးလာမလား Pandam ဘယ်လိုမျိုးထပ်ပြီးရအောင်လို့ position တစ်ခုကိုဖန်တီးပါလေပြီးတော့ high ground တစ်ခုကိုရရှိလာခဲ့တဲ့ Dimsy အပေါ်မှာကြည့်ရတယ်မယ်လုံးဝတိုးပြီးတော့ထောက်နေခဲ့တယ်မှာတယောက်လောက်သာတော့လိုက်တယောက်လောက်တော့တိုင်းစပြီးလှုပ်လို့ရပြီအပေါ်ဘက်က Dimsy ကိုတော့လို့ရတယ်ပိုတော့မကောင်းမယ်လို့ပြောရင်းနေမယ် Dimsy ရတယ်ဒီနေရာမှာလုံးဝ cover နေနောက်ကနေပဲပုံပြီးတော့ပုံရှိုးခွေရှုံးတော့ပြန်ပြီးတော့ဟိုးနေခဲ့တယ်မယ်ဒီနေရာမှာ Jibrangi ဂျာနီမှာလုံးဝအရေးကြီးပဲဆက်လက်ပြီးတော့ control လုပ်ပြီးတော့ဟိုးနေခဲ့တယ်ဗျာနေရာလေးရွှေ့လိုက်တော့နေကြီးလာပြီဟေးLet's go! ည P90 နော် P90 နော်ညီလေး Let's go!ဒါပဲအဖိုက်ပွဲဒါပဲကွာအဲ့တော့စောင့်နေတာကွာဒီသားမှာအဲ့တော့စောင့်နေတာ